الحمد لله الذي هدانا لهذا وما كنا لنهتدي لولا أن هدانا الله أشهد أن لا إله إلا الله وحده لا شريك له وأشهد أن سيدنا ونبينا وحبيبنا محمد صلى الله عليه وسلم عبده ورسوله اللهم صل على سيدنا ونبينا محمد وعلى آله وصحبه وبارك وسلم عليه اللهم أرنا الحق حقا وارزقنا اتباعه وأرنا الباطل باطلا وارزقنا اجتنابه أما بعد سلام الله عليكم ورحمة الله ကျွန်တော်တို့ကကြီးကျယ်မြင့်မြတ်တဲ့ရမဒန်လကိုဘယ်လိုလုပ်ပြီးတော့ကြိုးဆိုရမလဲဆိုတာကိုဆွေးနွေးနေတာဖြစ်ပါတယ်ရဆူလလာဆလ္လာလာဟူအလัยฮิဝါစလမ်မိန့်ကြားခဲ့တဲ့အမိန့်တော်တွေနဲ့အညီမျှဘယ်လိုလိုက်နာရမလဲဆိုတာကိုကျွန်တော်တို့ကြိုးစားနေတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ကြည့်မယ်ရဆူလလာဆလ္လာလာဟူအလိုင်ဝါစလမ်ကရမဒန်လမှာဘာလုပ်တယ်လဲရဆူလလာဆလ္လာလာဆလမ်လုပ်ရကိုကျွန်တော်တို့နားလေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့သိမယ်ဟာဟုတ်ပြီကျွန်တော်အနေနဲ့အခုလို့လိုက်လို့ရမယ်လိုက်နာရမယ်ကြည့်ကြရအောင်ဒီဟာဒီသ်ကဆဟီဘူခါရီမှာပါတယ်ဟာဒီသ်နံပါတ်1900နဲ့2ခုအဲ့ဒါကိုတခြားဟာဒီသ်တွေမှာလည်းပါတယ်ဒါကြောင့်မလို့ဒီဟာဒီသ်ကိုမုတ္တဖကွန်အလိုင်လို့ခေါ်တယ်မွတ်စလင်မှာလည်းပါတယ်ဘူခါရီမှာလည်းပါတယ်တခြားဟာဒီသ်တွေမှာလည်းပါတယ်ဘူခါရီနဲ့မွတ်စလင်နှစ်ခုလုံးမှာပါတယ်ဟာဒီသ်တွေကိုမုတ္တဖကွန်အလိုင်လို့ခေါ်ပါတယ်ထားပါတော့ဒီဟာဒီသ်ကဘယ်သူရှင်းနေလားလဲဆိုတော့အမတန်ကြီးကျယ်တဲ့အမတန်မြင့်မြတ်တဲ့အမတန်လူတွေလေးစားအပ်တဲ့တာဝကကြီးပညာရှင်ကြီးသူတော်စင်ကြီးSayyiduna Ibn Abbas radiyallahu ta'ala anhuma ရှိရနေပြီးတော့ရတာဖြစ်ပါတယ်။ဘာပြောလဲဆိုတော့ကာနရဆူလုလာဟီဆလ္လာလာဟူအလိုင်ဟီဝါဆလမ်အဂျဝဒန်နာစ်ဆလဝါတုလာဟီဝါဆလာမူကအမတမတနာချင်နာပြီးတော့ပေကန်ရိုက်ရောတဲ့ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ generous ဖြစ်တယ်အမတမနူးညံ့ပြီးတော့လူတွေကိုကူညီအားပေးပေးခန့်တဲ့တနာကျင်နာပြီးပေးခန့်တဲ့ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်ဝကာနာအဂျဝဒူမာယကူန်ဖီရမဒန်ဝကာနာအဂျဝဒူမာယကူန်ဖီရမဒန်ရမဒန်လမှာပို့ပြီးတော့တနာကျင်နာမှုပို့လာတယ်ပို့ပြီးတော့ပေးခမှုပို့ပြီးတော့တိုးပွားလာတယ်တဲ့အများဆုံးဖြစ်သွားတယ်ရမဒန်လမှာပေးခမှုကအများဆုံးပဲတဲ့တနာကျင်နာမှုအများဆုံးပဲဆိုတဲ့အဓိပ္ပာယ်ရတယ်ခတ်ကျွန်တော်မပြောတတ်ဘူးပမာလို့generous ဖြစ်တယ်ဆိုရင်ခတ်စင်စင်ပဲဟုတ်ပြီနော်ဟီနာယလ်ကာဘူဂျီဘရီလ်حين يلقاه جبريل وكان يلقاه في كل ليلة جبريل عليه السلام لا لا بيرو يلقى تويب مي دا تويد عليه الصلاة والسلام لا تويد ني داين في يلقاه في كل ليلة نيارين لا تويد من رمضان لما فيدارس القرآن قرآن كريم ने दर्स लोटे قرآन तरीन को प्याम पीरो हला ना ले आओ प्याम पीरो लाई फटे सल्लल्लाहु वसल्लम ने जिब्रील अलैहिस्सलातु वसल्लम न पूप न पालोंगा nya dai jibril alaihi salam la de la phi ro quran kareem ko thain phi ro na le aung lok deဟုတ်တယ်နော်فيدارسه القرآن ورسول الله صلى الله عليه وسلم أجود بالخير من الريح المرسلة ဒါကြောင့်မလို့တဲ့ဆလဝါတုလာဟီဝါဆလာမူက
တခါတဲ့ဘလောက်အထိဖြူတနာကျင်နာမှုပြည့်ပိုများလာလေပေးကမှုပိုများလာတယ်ဆိုပို့ပြီးတော့ဖြစ်လာတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ကုရ်အာန်အလ်ကရီမ်ကိုနီးစပ်လို့ကုရ်အာန်အလ်ကရီမ်ကိုနားလည်အောင်လုပ်လို့ကုရ်အာန်တရီကိုတီလာဝတ်လုပ်လို့ပါတဲ့ဘယ်လိုလဲတခါတဲ့လေဘယ်လိုတိုက်လဲတခါတဲ့အမတာမလာပါတာရတဲ့လေမျိုးနဲ့အဲ့ဒီလောက်ကိုတခါတဲ့တနာချင်နာမှုဖြစ်ပါတယ်တဲ့အဲ့ဒီလိုပဲနာဟာဒီသခုကအလာမုတဖကွန်အလိုင်ပဲဘယ်မှာပါလဲဆိုတော့3623မှာပါတယ်ဟာဒီသ်နံပါတ်ဘာပြောနေလဲဆိုတော့أسر إلي إن جبريل كان يعارضني القرآن كل سنة مرة وإنه عارضني مرتين ولا أراب إلا حضر أجلي جنونة جبريل نسوين نتاينတခေါက်ဟလာပြီးအောင်အစနဲ့အဆုံးထိကိုတခေါက်ကိုကျွန်တော်တို့ခတ်တမ်လုပ်တယ်တဲ့ရဆူလလာဆလ္လာလဟ်ဆလမ်နဲ့ဂျဘရီအလိုင်ဆလတ်ဝဆလမ်နဲ့အတူတူတဲ့ညတိုင်းတဲ့ဒါပေမဲ့တဲ့ဒီညမှာတဲ့ဒီနေ့နောက်ဆုံးနေ့ပဲဒီဥစ္စာနောက်ဆုံးရမဒန်မှာဆလဝတ်တူလာဟီဝဆလမ်ဒီဟာဒီကပြောနေတာဒီနေ့မှာတဲ့ကျွန်တော်တို့ဟာတဲ့ဂျဘရီအလိုင်ဆလတ်တူထိုင်ပြီးတော့ဟလာနှစ်ခါကျွန်တော်တို့ပြီးအောင်ဖတ်တယ်တဲ့ပြီးအောင်နားလည်အောင်လုပ်တယ်တဲ့ဘာအဓိပ္ပာယ်လဲဆိုလို့ရှိရင်တဲ့ငါရဲ့အချိန်ကုန်သွားပြီတဲ့ဝလာအူရာဘူအီလာဒရအဂျလီကျွန်တော်ကဒီနေ့ကနေပြီးတော့တွားရတော့မယ်ကုန်ပြီကျွန်တော်အချိန်ကုန်ပြီတဲ့ဆိုလိုတာကနောက်ဆုံးအချိန်မှာနောက်ဆုံးနှစ်မှာနှစ်ခါလုပ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ပညာရှင်ကြီးတွေကဘာလုပ်လဲဆိုတော့ကုရ်အာန်အလ်ကရီမ်နဲ့နီးစပ်အောင်ဟာလားကျွန်တော်တို့တယောက်နဲ့ပညာရှင်တယောက်နဲ့ထိုင်ပြီးတော့ဟာလားတီလာဝတ်လုပ်မယ်နားလည်အောင်လုပ်ရမယ်ညတိုင်းလုပ်ရမယ်ညတိုင်းလုပ်ရမယ်ဖြစ်နိုင်ရင်ကုရ်အာန်တစ်ခုလုံးကိုအဲ့လိုတီလာဝတ်လုပ်ပြီးတော့ပြီးရမယ်တယောက်တည်းမဟုတ်ဘူးပညာတတ်တဲ့လူတယောက်နဲ့ထိုင်ပြီးတော့ကုန်အောင်အနည်းဆုံးတစ်ခေါက်ကုန်အောင်လုပ်ရမယ်မလိုက်ဘူးဆိုလို့ရှိရင်နိုင်နှလုံးလုပ်ရမယ်ဟာလားတကယ်တော့ဆလဝတ်တူလာဟီဝဆလာမူကနှစ်ခါခတ်တမ်လုပ်ခဲ့တယ်တော်တော်များပညာရှင်ကြီးတွေကဒီဥစ္စာကိုယူပြီးတော့သူတို့နှစ်ခေါက်ခတ်တမ်လုပ်ကြတယ်အဓိပ္ပာယ်ပါနားလည်အောင်လုပ်ပြီးတော့ဟာလားလိုက်နာတာကိုလိုက်နာပြောတာကိုကျင့်သုံးပြီးတော့လုပ်ကြတာဟာလားဒီလိုနားလည်တော့မှဒီလိုအကျိုးရှိတာတွေကိုသိတော့မှဘာလုပ်ခဲ့လဲဆိုတာသိတော့မှကျွန်တော်တို့လည်းအဲ့ဒီလိုပဲဒီရမဒန်လကိုဟာလားလိုက်နာပြီးတော့ကြိုးစိုးနိုင်မှာဖြစ်ပါတယ်တခြားအဲ့ဒါမဟုတ်လို့ရှိရင်ကျွန်တော်ရမဒန်ကမနစ်ကလိုပဲလာတယ်ကျွန်တော်တို့စားတယ်တောက်တယ်ဟာလားမစားဘူးမတောက်ဘူးတနေ့ကုန်နေတယ်အိတ်တယ်ဟာလားတရာဝီဖတ်လိုက်တယ်နမတ်ဖတ်လိုက်တယ်ကုရ်အာန်ဖတ်လိုက်တယ်နည်းနည်းပါပါတခတ်တမ်လုပ်လိုက်တယ်ဟာလားပြီးရောဒီလိုမရဘူးဒါတွေအကုန်ထိတိကျကျနဲ့ဟာလားဒီနှစ်ကိုပြောင်းလိုက်ပါဟာဝဆလီလာဟူမာလာဆယဒီနာဝနဘီယနာဝဟဘီဘနာမုဟမ္မဒ်صلى الله عليه وسلم وعلى آله وصحبه ومن والاه سبحان ربك رب اللهم أرنا الحق حقا وارزقنا اتباعه وأرنا الباطل باطلا وارزقنا اجتنابه سبحانك اللهم وبحمدك أشهد أن لا إله إلا أنت استغفرك ونتوب إليك